မင်္ဂလာပါမိကုန်းတွေအကြောင်းပြောကြရအောင်ပထမဆုံးတမ္မတာကိုကြည့်ပြီးဆွဲဖြည့်ပြီးပီဇာလေးတောင်လေးတွေဒီဖြတ်ပါပြီးရင်ဂျုံငုံကျက်ဦးနဲ့ပန်ကိုတိုးနဲ့အုပ်ပါပြီးရင်စီပူထဲကြော်ပြီးစားလိုက်ပါချီတိုများပေါ်လုံးများသုံးတစ်လုံးအရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးရောမွေပါပြီးရင်ဗန်းပေါ်တင်ပါပြီးရင်အားလေးတွေကိုထည့်ပြီးစားရုပ်တီးရုပ်ကောင်းမှုဟောက်ပြီးထည့်ပြီးရောမွေပါပြီးရင်ပေါ်လုံးလေးတွေလိမ့်ပြီးဖာကိုအုပ်ပြီးစီစီထဲကြော်ပါပြီးရင်စားလို့ရပါပြီအရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးကြိတ်ချီကဗန်းပေါ်တင်ပါပြီးရင်အာလူထည့်ပြီးစားရုပ်ကောင်းမုံနန်းနန်းပင်ထည့်ပြီးရောမွေပါပြီးရင်ဘောလုံးလေးတွေဖြစ်အောင်လင်းပြီးပန်ကိုအလွာလိုက်အုပ်ကစီပူထဲကြော်ပြီးသုံးဆောင်လိုက်ပါမိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးချီတိုများအိတ်ကိုဖြတ်ပြီးရောမွေပါပြီးရင်ဗန်းပေါ်တင်ပါပြီးရင်အာလူတွေကိုထည့်ပြီးစားရုပ်တီးရုပ်ကောင်းမုံနဲ့ဖောက်တီတို့ကိုထည့်မွေပါပြီးရင်ဘောလုံးလေးတွေလိမ့်ပြီးမွေပါနောက်မှတွေ့ကြမယ်